လုံခြုံတဲ့မြတ်တာနှွေးထွေးမှုအယူအရာတွေတန်တာလို့နေမိတယ်အမေဒီနေ့တစ်ချိန်မှာမောပန်းနဲ့ဆိုပေမဲ့ဒီနေ့မှာပြန်ဆုံးမဆုတွေချွေကျွန်တော်လေးထာဝရလွမ်းရတဲ့အမေအချိန်တွေပြောင်းလဲအိမ်အိုးဟောင်းရဲ့တိမ်များတွေ့တော့ရင်ပြန်ဆုံးမတောင်းစုချွေကျွန်တော်လေးထာဝရလွမ်းရတဲ့အမေပြန်လာမယ့်နေ့တစ်နေ့မှာဂျိုနေမဲ့အမေမျက်နှာမြင်အောင်ရင်ဒီဘဝကိုဖြတ်တန်းခရီးဆက်နေတယ်ပြန်ဆုံးမမိသားစုကပါလုံခြုံတဲ့အမေမြတ်တာ